မျက်စိလုံးဝမမြင်တဲ့အဖိုးကြီးတယောက်ရှိတယ်ဒါပေမဲ့သူပဲနေရသွားလူတိုင်းကခေါင်းငုံပြီးဒူးထောက်ကြတယ်ဖယင်တောင်သူ့ရှေ့မှာမျက်နှာမော့မရဲဘူးအကြောင်းကတော့ဒီအဖိုးကြီးဟာတာမန်လူမဟုတ်ပဲနတ်ဖျားတွေရဲ့အမြင့်ဆုံးဘယင်ကိုကိုစားပြုတဲ့တမန်တော်တယောက်ဖြစ်လို့ပဲဒီနေ့မှာတော့နတ်ဖျားတွေကလူသားတွေစုဆောင်းပေးနေတဲ့သွေးကြောက်တုံးတွေမလုံလောက်တော့ဘူးဆိုပြီးဖယင်တစ်ကိုလူအင်အားတစ်ဆက်အစပို့ဖို့အမိန့်ချလိုက်တယ်ဒါပေမဲ့အမှန်တရားကနိုင်ငံထဲကအလုံးလုံးနိုင်တဲ့လူအားလုံးကိုအရင်ကတည်းကပို့ပြီးသားဖြစ်နေခဲ့တယ်လေကွင်းတွေကဗလာဖြစ်နေပြီးနိုင်ငံများစုကလည်းပျက်စီးသွားခဲ့ပြီးဒီလိုအခြေအနေမှာမျက်မမြင်တမန်တော်ကကြောက်စရာကောင်းတဲ့အကြံတစ်ခုပေးလိုက်တယ်တခြားနိုင်ငံတွေကိုစစ်တိုက်ပြီးလူတွေကိုဖမ်းခေါ်လာပါတဲ့ဒီစကားကိုကြားလိုက်တဲ့အချိန်မှာဖယင်ရဲ့စိတ်ထဲကဒေါသတွေပောက်ကွဲသွားတယ်နတ်ဖျားတွေရဲ့လောဘကလူသားတွေကိုအဆုံးမရှိဖိနှိပ်နေပြီဆိုတာသူသဘောပေါက်သွားခဲ့တယ်ဒေါသတကြီးနဲ့ဖယင်ကနတ်ဖျားတွေရဲ့အမိန့်စာကိုမိထဲပစ်ချလိုက်ပြီးဓာတ်ကိုဆွဲထုတ်ကတမန်တော်ကိုတိုက်ရိုက်စိန်ခေါ်လိုက်တဲ့နန်းတော်တစ်ခုလုံးချက်ချင်းရုံးရင်ဆန်ခတ်ဖြစ်သွားပြီးစစ်သားတွေအပြေးလွှားဝင်လာကဖယင်ကိုဝိုင်းရံလိုက်ကြတယ်မင်းသားကလည်းဓာတ်ကင်ပြီးသူ့ဖေဘေးမှာမတ်တရက်နေရဲ့ဖယင်ကမင်းတို့ရဲ့နတ်ဖျားတွေကိုတွားပြောလိုက်ငါတို့ဒီအာနာရှင်စနစ်ကိုတိမခံနိုင်တော့ဘူးလို့အော်ဟစ်လိုက်တဲ့ဝင်ကြီးတွေကကြောက်လန့်ပြီးတားဖို့ကြိုးစားပေမဲ့ဖယင်ကလုံးဝတော့မဆုတ်တော့ဘူးဒါကိုကြားတဲ့တမန်တော်ကဒေါသတကြီးနဲ့သူ့ရဲ့နတ်ဖျားငှက်ကိုလွတ်ပေးလိုက်ပြီးစစ်သားတွေကိုတိုက်ခိုက်စေတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမင်းသားကများတစင်ပြစ်လွတ်လိုက်ရာနတ်ဖျားငှက်ဟာတစ်ချက်တည်းနဲ့မြေပေါ်ကျသွားခဲ့တယ်တမန်တော်ကပိုးပြီးယူသွတ်တယ်လို့ဒေါသထွက်လာပြီးများတစင်နဲ့ဖယင်ကိုပြန်တိုက်ခိုက်လိုက်ပေမဲ့ဖယင်ကလက်တစ်ဖက်တည်းနဲ့ရက်တန့်ပစ်လိုက်တယ်နောက်ဆုံးမှာတမန်တော်ကနတ်ဖျားငှက်ကိုတက်လိုက်ပြီးအခုမင်းတို့နိုင်ငံတော်တစ်ခုလုံးနတ်ဖျားတွေရဲ့အမျက်ဒေါသကိုရင်ဆိုင်ရလိမ့်မယ်လို့အော်ဟစ်ပြီးနတ်ဖျားတွေကိုတွားကြောင်းကြဖို့အဲ့ဒီနေရာကနေထွက်ပြေးသွားခဲ့တယ်